ဆိုတော့ဒီနေ့ကကျွန်တော်တို့လေကားဆွဲမယ်ဆိုရင်ကျွန်တော်တို့က architect ထုံးစံတိုင်းပေါ့နော်အဲ architecture template နဲ့ new ခေါ်ပြီးဖွင့်လိုက်မယ်ပေါ့ဆိုတော့ဒီမှာ architecture template ကိုရွေးလိုက်တယ်ပြန်နဲ့ဖွင့်လိုက်တယ်ပေါ့နော်ဆိုတော့ architecture template ထဲမှာဆိုရင်လည်း quad structure တွေဆွဲလို့ရလိမ့်เนาะဆိုတော့ဒီမှာ architecture template ကိုကြည့်လိုက်မယ်ဆို floor plan ထဲမှာ level 1နဲ့2ပဲပါတယ် structure plan မပါဘူးအဲ့တော့ကျွန်တော်တို့က structure plan ထည့်ချင်တယ်ဆိုရင် view ထဲကိုတွားလိုက် view ထဲကနေ plan view ဒီမှာမှ plan view ထဲမှာမှ structure plan ဆိုတဲ့ဟာတွေရှိဆိုတော့ quad floor plan level 1နဲ့2 create လုပ်ထားပြီးပြီဆိုတော့ဒီမှာ floor plan 1နဲ့2ရှိထားပြီးဆိုတော့ဒီမှာ1နဲ့2ပြရပါဘောအကယ်လို့3ခုရှိရဆိုရင်တော့3ခုပြမှာပေါ့နော်ဆိုတော့ဒီနှစ်ခုလုံးကျွန်တော် select မှတ်လိုက်ပြီးမှ okay နေလိုက်တယ်ဆိုတော့ခုလိုမျိုးဒါ structure နဲ့ဆိုင်တဲ့ဟာတွေဆိုရင်ဒီ structure plan မှာဆွဲပေါ့ archi နဲ့ဆိုင်တဲ့ဟာတွေဆိုရင်ဒီ archi plan မှာဆွဲပေါ့ဆိုတော့ဒီ stair ကကြတော့တို့က archi ထဲမှာထည့်ထားတယ်เนาะဆိုတော့ကျွန်တော်တို့က archi plan နေဆွဲမယ်ပေါ့နော်ဆိုတော့ stair ကိုဆွဲမယ်ဆိုရင်ဒီမှာဒီ architecture ဆိုတဲ့ tab ထဲမှာ stair ဆိုတဲ့ဟာလေးရှိတယ်အဲ့ stair ဆိုတဲ့ဟာလေးတစ်ချက်နှိပ်လိုက်ဆိုတော့ဒီဟာကလေအခုဒီ setting တွေရောပါရောညာရောအကုန်လုံးကျွန်တော်ပြောတဲ့အတိုင်းလုပ်ပြီးပေါ့နော်ဆိုတော့ကျွန်တော် quad နဲ့ကို own creation လုပ်ခိုင်းတဲ့အချိန်ကျရင် quad နဲ့ကို own creation လုပ်ရမယ်ပေါ့အခုကကျွန်တော်ကဒါဒီထဲမှာရှိတဲ့ tools တွေကလည်းအကုန်မှတ်မိအောင်လုပ်လေနော်ဆိုတော့အခုဒီ assignment အနေနဲ့ဆိုရင်ဒါ own creation မဟုတ်သေးဘူး tutorial ဖြစ်တဲ့အတွက်ကြောင့်မလို့အခု material တွေပြီးရင်သူ့ရဲ့ site တွေ dimension တွေအစားအကုန်လုံးကျွန်တော်ပြောတဲ့အတိုင်းကျွန်တော်အခုပြထားတဲ့အတိုင်းလုပ်ပေးပေါ့အဲ့ဒါမှပဲဒါမှတ်မိမှာပေါ့နော်ဆိုတော့ own creation လုပ်ခိုင်းတဲ့ဆိုတော့အခြေချမှာပဲကွာနဲ့ကိုဒီ material တွေဘာညာတွေအကုန်လုံးက customize လုပ်ချင်လုပ်ပေါ့အခုလောဆယ်ကတော့ dimension တွေဘာတွေအစားအကုန်လုံးကဒါကျွန်တော်ပြောထားတဲ့အတိုင်းလုပ်ပေးပေါ့ဆိုတော့စလိုက်ကြရအောင်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့က stair ဆွဲတယ်ဆိုရင်ကျွန်တော်တို့ wall ဆွဲသလိုပဲပေါ့နော်base ဘယ် level ကနေဘယ် level တွားမလဲဆိုတဲ့ဟာရှိရအခုကကျွန်တော်က level 2ရောက်နေတာပေါ့အကယ်လို့ level 1ကိုနှိပ်လိုက်တယ်ဆိုရင် base level က level 1ဖြစ်မယ်ပေါ့နော် top level ကကျတော့ level 2ဖြစ်မယ်ပေါ့ဆိုတော့ကျွန်တော်တို့ကကြိုက်တယ်လို့ဆွဲလိုက်သူက base level ဆိုရင်သူက level 1နေ level 2တက်မှာသူကနေဖြစ်တော့မှာပေါ့ဆိုတော့ဒီမှာဆိုရင် round width မှာသူက3ပေပေါ့နော်ဒီလေကားရဲ့အကျယ်ပေါ့ဆိုတော့ကျွန်တော်ကဒီမှာ6ပေထားလိုက်မယ်ဒါ6ပေထားမယ်နောက်ပြီးတော့သူက desire number ဆိုတာဒီ negative ကိုကွာဘယ်နှတစ်ရှိချင်လဲပေါ့ဆိုတော့ကျွန်တော်ဒီမှာ desire number ကို20ထားလိုက်မယ်ပြီး track သူကလေကားမှာ rise နဲ့ track နဲ့ဆိုပြီးမှရှိရပေါ့နော်ဆိုတော့ track ဆိုတာကကျတော့ဒီပြက်အကျယ်ပေါ့နော် horizontal မှာဒီ horizontal အတိုင်းမှာရှိရတာဒီမှာတော့သူက default အနေနဲ့17လက်မပေးထားဆိုတော့ကျွန်တော်ကဒါကိုတပေလို့ချိန်လိုက်မယ်ပြန်နေအခုဆိုရင်ဒါလေကားစဆွဲလို့ရသွားပြီပေါ့နော်ဆိုတော့ဒီမှာဆိုရင်ဒီလွတ်နေတဲ့နေရာမှာကျွန်တော်ကနေမှာတစ်ချက်ကလင်းနှိပ်မယ်အခုလိုမျိုးတစ်ချက်ကလင်းနှိပ်မယ်ပြန်နေကလင်းနှိပ်မယ်ဆိုတော့ဒါလေးဆိုရင်ဒါကျွန်တော်တို့ကလေကားဆွဲပြီးတော့ရပါတော့လေကားဆွဲမယ်ဆိုကျွန်တော်တို့ကအမြဲတမ်း level ကနေပဲဆွဲမယ်เนาะဆိုတော့ခုနကလိုပဲကျွန်တော်တို့ define ပေးထားကြရအောင်သူရဲ့ base မှာကျတော့ level 1နေ level 2တက်မဲ့လေကားဆွဲမှာဆိုတော့ base မှာကျတော့ level 1ပြီးရင် level 1နေအခုလိုမျိုးဒါ level 2ကိုတက်တဲ့လေကားပေါ့ဆွဲမယ်ဆိုလေဒါ floor plan ကနေပဲဆွဲမယ်ပေါ့เนาะဆိုတော့ဒီမှာဆိုရင် level 1ဒီဟာဆိုရင်ဆိုတော့ဒါဆိုရင် structure ဟောပေါ့ architecture level 1ဒါဆိုရင် architecture level 2ဆိုတော့ကျွန်တော်တို့ကလေကားဆွဲမယ်ဆိုအရင်ဆုံးကိုက material တွေဘာတွေပြောင်းနေဆိုရင်ချိန်ရတာလွယ်အောင်ဆိုမှ view တစ်ခုကိုအရင် create လုပ်မယ်ပေါ့ဆိုတော့ဒီထဲကနေပြီးမှဒါ camera ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ဒီငတ်အိမ်မှာ camera ကျွန်တော်တို့ကဒီနားကနေကြည့်ရပုံစံပေါ့နော်ဆိုတော့ဒါနှိပ်လိုက်တယ်ဆိုအခုလိုမျိုးဒါဒီဟာကိုရောက်သွားပြီပေါ့ဆိုတော့ဒီ high crop region ကိုပိတ်လိုက်တယ်ဆိုရင်ဒါအကုန်လုံးအပြည့်မြင်ရတာပေါ့ဆိုတော့ခုနကကျွန်တော်တို့လီကားဆွဲတာမပြီးသေးဘူးဒီအမှန်ချစ်လေးနှိပ်ပြီးမှပဲဒါလီကားဆွဲတာပြီးတော့မှအခုကကျတော့လမ်းကြောင်းတွားတာပဲရှိသေးရပေါ့နော်ဆိုတော့ဒီမှာဆိုရင်ဒါအခုလိုမျိုးဒါအမှန်ချစ်လေးနှိပ်လိုက်တယ်ဆိုရင်သူကလေကားကိုတွားလေးနဲ့သူဆွဲတော့ပေါ့
ဆိုတော့ကျွန်တော်တို့ကလေဒီ 3D view ကိုဆွဲမယ်ဆိုရင်အများတန်း 3D view ကိုဆွဲမယ်ဆိုရင်အများတန်းနှစ်ခုဆွဲရမှာပေါ့နော်ဆိုတော့နှစ်ခုထားတင်တာပေါ့ဆိုတော့ဒီမှာဆိုကျွန်တော်တို့က 3D view ကိုကြည့်လိုက်တယ်ဆိုဒီမှာ 3D view 1ပဲရှိသေးတယ်လေနော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်ကဖြစ်နိုင်တယ်ဆိုဒီ 3D view ကိုနှစ်ခုထားတင်တယ်ဗျဆိုတော့ဒီဟာကကျတော့သူကထားလိုက်ပါတော့တခုခု dimension တွေဘာတွေပြင်ချင်တယ်ဆိုရင်ကျတော့ဒီဟာပိုကောင်းတယ်လေအဲ့လိုမဟုတ်ဘဲနဲ့ဒီအလားပါကြည့်ချင်တယ်ဆိုအခုလိုမျိုး perspective view လေးလောက်ထားပါဘောเนาะဆိုတော့ဒီမှာဆိုရင်လည်းဒါ perspective view ပေါ့ဆိုတော့ဒီဟာကိုထုံးစံတိုင်းပဲကျွန်တော်တို့ကကြည့်ကောင်းချိန်မယ်လေပုံဆွဲတဲ့အချိန်မှာတော့ကြည့်ကောင်းစရာတွေပါတယ်တိတ်မလိုဘူးပေါ့เนาะဆိုတော့အဲ့လိုမျိုးနေရာတွေမှာဆိုရင်ဒီရိုးရိုး 3D နဲ့ဆွဲမယ်အခုလိုမျိုးအလားကြည့်ဖို့ပါညာထားမယ်ဆိုရင်ဒါနောက်ထပ် 3D view ပေါ့ဆိုတော့ဒီဟာကိုမှကျွန်တော်ကနေမှ rename ပေးထားမယ်ပေါ့ rename မှာ 3ဆိုတော့ဒါအောင်မှလိုအပ်တဲ့ setting တွေချိန်မှာပေါ့နော်ဆိုတော့ဒီမှာဆိုရင် graphic display ထဲကိုတွားပြီးဆိုရင် smooth line ဆိုတဲ့ဟာကိုအမှန်ချစ်မယ်ပြီးရင်ဆိုရင်ထုံးစံတိုင်းမဲ့ဒါကို white line ဆိုပြီးမှရွေးမယ်ပေါ့နော်ဆိုတော့ဒါ apply လုပ်ပြီးဆိုတော့ကျွန်တော်တို့ share ရိုးမှာဆိုရင် ambient share ရိုးဖွင့်ထားမယ်ပေါ့ဆိုတော့ ambient share ရိုးခဏပိတ်ထားလိုက်မယ်เนาะဆိုတော့ဒီ cat share ရိုးဖွင့်ထားလိုက်မယ်ဆိုတော့ကျွန်တော်တို့ကဒါလိုအပ်တဲ့ setting တွေပါတယ်ချိန်မယ်ဆိုရင်အခုလိုမျိုးဒါကိုတေချာမြင်ရအောင်ပေါ့เนาะလပပလေးမြင်ရအောင်တော့ဒီမှာဆိုရင်ပြောင်းရမှာတွေအများကြီးရှိရလေဆိုတော့ဟုတ်ပြီဒါဆွဲလို့ပြီးသွားပြီဆိုရင်အရင်ဆုံးကျွန်တော်တို့ကအဲ့ထုံးစံတိုင်းပဲဘာအရင်စလုပ်မလဲဆိုရင်ဒီလေကောက်တစ်ချက် click နှိပ်လိုက် click နှိပ်ပြီးပြီဆိုရင်ဒီမှာ edit type ဆိုတဲ့ဟာလေးရှိရယ်ဆိုတော့ဒီမှာ edit type ဆိုတဲ့ဟာလေးဒီလေကောက်တစ်ချက် select မှတ်လိုက်မှတ်ပြီးပြီဆိုရင်ဒီမှာ edit type ဆိုတဲ့ဟာလေးရှိရယ်အဲ့လေးတစ်ချက်နှိပ်လိုက်နှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ကအရင်ဆုံးဘာကိုဖြုတ်ချင်လဲဆိုဒီ riser ကိုဖြုတ်ချင်တာเนาะဆိုတော့ဒီမှာရှိရဲ့ riser ကိုဖြုတ်ချင်တာဆိုတော့အဲ့ဟာကိုဖြုတ်မယ်ဆိုရင် riser ကိုဖြုတ်မယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံးဒီမှာ construction ဆိုတဲ့နေရာမှာဒါလေးတစ်ချက်နှိပ်လိုက်တယ်ဆိုရင်ဒီမှာ3အဆက်40လေးဖြစ်လာပါတော့အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်တယ်ဆိုဒီမှာ riser ဆိုတဲ့ဟာသူက track ရှိတယ် riser ရှိတယ်ပေါ့နော် track ဆိုတာတမျိုး horizontal နဲ့အတိုင်းကိုပြောတာ riser ဆိုတာဒီလိုအမြင့်ပေါ့ဆိုတော့ကျွန်တော်ကဒီ vertical အတိုင်းရှိတဲ့ဟာကိုမထားချင်ဘူးဆိုတော့အခုလိုမျိုးဒါလေးအမှန်ချစ်ဖြုတ်လိုက်တယ်ဆိုဒီကောင်လေးကပျောက်သွားဟိနော်ပြီးရင်ကျွန်တော်တို့ကဒီကောင် data ကြည့်လိုက်မယ်ဆိုရင်သူကလေးတောင်အတုံးကြီးမဟုတ်ဘူးလေ nose လိုမျိုးသူကထွင်းထားတာပေါ့နော်ဆိုတော့ကျွန်တော်ကအဲ့ဒါမလိုချင်ဘူးဆိုတော့ဒီ nose lamp မှာ0ထားလိုက်မယ်ပြီးရင် nose profile မှာကျွန်တော်နေမှာ default ပေါ့နော် default ထားလိုက်တယ်ဆိုတော့အခုလိုမျိုးဒီကောင်လေးက4တောင်လေးဖြစ်သွားပြီပေါ့ဆိုတော့ဟုတ်ပြီဒါပြီးပြီဆိုကျွန်တော်တို့ကဒီ thread thickness ကိုသူကဒီကနေဒီထဲကကျွန်တော်တို့က6ပြီးထားရတယ်ဆိုတော့နည်းနည်းစိုက်ကြည့်ရှင်တယ်ပေါ့နော် thread thickness ကိုကျွန်တော်ကနေပြီးမှ2လက်မအစား3လက်မထားလိုက်မယ်ပေါ့ဆိုတော့ဒီကောင်လေးကနည်းနည်းထူသွားပြီပြီးရင်သူဒီမှာတုံးထားတဲ့ material ကိုကျွန်တော်ကနေမှဆိုတော့ဒါကိုမြင်တာထင်တာကိုကျွန်တော် realistic လုပ်လိုက်မယ်ပေါ့နော်ဆိုတော့ထုံးစံတိုင်း edit type ပြီးဆိုရင်ဒီမှာဒီ construction မှာဒါလေးကိုကျွန်တော်တစ်ချက်ဟိုဖြစ်လိုက်ပါတော့ဆိုတော့ဒီ thread material ကိုကျွန်တော်တခြားဟာတုံးချင်တယ်ပေါ့နော်ဆိုတော့ဒီမှာသူက default အနေနဲ့ဆိုဘာမှမထည့်ထားပေးဘူးလေဆိုတော့ကျွန်တော်ကတစ်သားတုံးချင်တယ်တစ်သားအောင်မှာတကယ် quality ကောင်းတဲ့ mahogany သားပေါ့နော်ဆိုတော့ M A H O G A N Y ဆိုတော့ဒီဟာလေးမပေါ်ဘူးဆိုရင်လေသူကဒီအောက်လေးမှာရှိရနော်ဒါလေးတစ်ချက်နှိပ်လိုက်တယ်ဆိုရင်
အခုလိုမျိုးလေးပေါ်လာတာပေါ့နော်ဆိုတော့ဒါအဖွင့်ပိတ်လုပ်လို့ရတယ်ဆိုတော့ဒီမှာ mahogany လို့ကျွန်တော်ရိုက်ထည့်လိုက်တယ်ဆိုအခုလိုမျိုးဒါလေးပေါ်လာတာပေါ့နော် mahogany ဆိုပြီးမှဆိုတော့ဒီဟာမှကျွန်တော်ကနေမှအခုလိုမျိုးဒီများအပေါ်များလေးရှိ add material to document ဆိုတဲ့ဟာလေးရှိအဲ့ဒါလေးတစ်ချက်နှိပ်လိုက်တယ်ဆိုရင်ပြန်နေကျွန်တော် apply နှိပ်ပြီး okay နှိပ်လိုက်တယ်ဆိုရင်ဒီ thread material mahogany ဖြစ်သွားပြီပေါ့ဆိုတော့အခုလိုမျိုးဒါတစ်သားအောင်မှတော့အကောင်းစားဖြစ်သွားပြီပေါ့နော် mahogany ချိန်လိုက်ပြီဆိုတော့ပြီးရင်အခုဒီဟာဆိုရင်ဒီလေကားရဲ့လက်ရန်ခေါ်မှာပေါ့နော်ဒီ railing ကကျတော့ဒီ trap ပေါ်မှာတင်ထားဒီ negative ပေါ်မှာတင်ထားကျွန်တော်အဲ့လိုမျိုးမကြိုက်ဘူးသူရဲ့ဒီဘောင်ပေါ် stringer ပေါ်မှာတင်ချင်တယ်ဆိုရင်ဘာလုပ်မလဲဆိုရင်ဒါကိုတစ်ချက်နှိပ်မယ်เนาะသူကနှစ်ခုရှိရဒီလေကားကိုနှိပ်တာရှိရပြီးဒီ railing တွေကိုနှိပ်တာရှိရဆိုတော့ကျွန်တော်ကဒီ railing တွေကိုတစ်ချက်နှိပ်မယ်ပြီးဆိုတာနဲ့ဒီမှာ offset ဆိုတဲ့နေရာမှာကျွန်တော်ကနေမှာ -1 ပေါ့နော် minus ဒီအနုတ်တလက်မဆိုမှပေးလိုက်တယ်ဆိုရင်အခုလိုမျိုးဒါပေါ်ရောက်သွားပြီပေါ့ဆိုတော့ဒီဘက် channel လည်းအဲ့လိုပဲကျွန်တော်ကဒီပုံမှာမတင်ချင်ဘူးဒီဘောင်ပေါ်မှာတင်ချင်တယ်ဆိုရင်ဒါကိုတစ်ချက်ဆက်လက်မှတ်မယ်ပြီးရနဲ့ -1 ပေါ့နော်ဆိုတော့အခုလိုမျိုးပေးလိုက်တယ်ဆိုရင်ဒါအပေါ်တင်သွားပြီပေါ့ဆိုတော့လေဒါမျိုးဖြစ်တာဒါ software ကဖြစ်တာပေါ့နော် software error ဖြစ်တာသူကအခုလိုမျိုးဖြစ်သွားတယ်ဆိုရင်ရတယ်ပြဿနာမရှိဘူးပိတ်ပြီးတော့အခုလိုမျိုး perspective ဆိုတဲ့ဟာလေးကိုပြန်ဖွင့်လိုက်တွားနေသူပြောင်းတော့မှာပေါ့ဆိုတော့ဒီ railing ကိုလည်းကျွန်တော်အခုလိုမျိုးထားတာမကြိုက်ဘူးတခြား design ပြောင်းချင်တယ်ပေါ့နော်ဆိုတော့အခုလိုမျိုး railing ကိုကျွန်တော် select လုပ်မယ်ပြီးရတဲ့ဒီ handrail ပေါ့နော် handrail ကို select လုပ်မယ်ပြီးရတဲ့သူ့အမျိုးအစားမှာ glass panel bottom fee ဆိုတဲ့ဟာလေးကိုကျွန်တော်ချိန်လိုက်မယ်ဆိုတော့ဒီမှာဆိုရင်ဒါနောက်တစ်မျိုးပြောင်းသွားပြီပေါ့နော်ဆိုတော့ဒီဘက် channel အဲ့လိုပဲ select မှတ်မယ်ပြီးရတဲ့ glass panel bottom fee ပေါ့သူကဒီမှာ꿰တဲ့ကောက်တဲ့နေရာကြီးရှိတော့သူက trim လုပ်လိုက်တယ်ပါညာပြောရတယ်ပြဿနာမရှိဘူးဒီတိုင်းပဲထားလိုက်ပေါ့ဆိုတော့ကျွန်တော်ကဒီမှာရှိရဲ့ Henry ကိုပြောင်းမယ်ပေါ့နော်ဒီမှာရှိရဲ့ Henry ရဲ့ဒီအပေါ်ဆုံးဟာ circular Henry ဖြစ်နေကျွန်တော်အဲ့ဒါမကြိုက်ဘူး4000ဟာပြောင်းချင်တယ်4000ပေါ့နော် rectangular ပြောင်းမယ်ဆိုတော့ဒါလေးကိုတစ်ချက် click နှိပ်လိုက်ပြီးရင်ထုံးစံတိုင်းပဲဒီမှာ railing လို့ပေါ်လာတယ်ဆိုရင် edit type တွေကိုတွားလိုက်တွားပြီးပြီဆိုရင်ဒီမှာ preview ကြည့်လို့ရရနော်ဆိုတော့ဒီမှာ top ray နေရာမှာကျွန်တော်ကနေမှာ type ဆိုတဲ့နေရာမှာအခုကဘဲဥပုံဖြစ်နေတာပေါ့နော်အဲ့ဒါမှာကျွန်တော်ကနေပြီးမှ profile နေရာမှာ rectangular Henry ပေါ့နော် 2x2 နှစ်ပတ်လည်ပေါ့နော် rectangular Henry ကိုကျွန်တော်ပြောင်းပြီးပြောင်းလိုက်မယ်ပေါ့နော်ဆိုတော့ apply နေပြီးမှအခုလိုမျိုးokay နေလိုက်တယ်ဆိုရင်ဒါ Henry က rectangular Henry ပြောင်းသွားပြီပေါ့ဆိုတော့ကျွန်တော်ကဒီ rectangular Henry ကိုလည်းကျွန်တော်ကမကြိုက်သေးဘူးဆိုတော့တခြား site ထပ်သုံးချင်တယ်ခုကဒါကနှစ်ပတ်လည် Henry ဖြစ်နေတယ်ကျွန်တော်အဲ့ဒါမကြိုက်ဘူးထပ်သုံးချင်တယ်ဆိုရင်ဘာလုပ်မလဲဆို family အသစ် create လုပ်ရမှာပေါ့နော်ဆိုတော့ကျွန်တော်တို့က family create လုပ်တော့မယ် family create လုပ်မယ်ဆိုတော့ထုံးစံတိုင်း file တွေကနေ new ကိုတွားလိုက်အဲ့မှာ project ဆိုတဲ့ဟာမယူဘဲနဲ့ family ဆိုတဲ့ဟာလေးယူလိုက်မယ်ပေါ့နော်ဆိုတော့ဒီမှာ family template ဆိုပြီးမှကြာလာပြီအဲ့ထဲမှာ English Imperial ပေါ့နော် US Imperial ကိုရွေးမယ်ရွေးပြီးဆိုတာနဲ့ကျွန်တော်တို့ကဘာကိုရွေးမလဲဆိုတော့ဒီမှာ profile ray ဆိုတဲ့ဟာလေးကိုရွေးမယ်ဆိုတော့တစ်ခါတလေမှာ तू က
window ကဒါမျိုးတွေဖြစ်နေတတ်တယ်ပေါ့နော်ဆိုတော့ဒါမျိုးဆိုရင်ကျွန်တော်တို့က share ရတာခက်တယ်လေအဲ့တော့လွတ်နေတဲ့နေရာမှာ right click ထောက်ပြီး view ဆိုတဲ့နေရာမှာ detail ဆိုတဲ့ဟာလေးရွေးလိုက်တယ်ဆိုရင်ခုလိုမျိုးစာနဲ့ share ရတာလွယ်သွားပြီပေါ့ဆိုတော့ဒီထဲမှာကျွန်တော်တို့ကနေမှာ profile reel ရွေးမယ် profile reel ရွေးမယ်ပြန်နဲ့ open နဲ့ဆိုတော့ဒါဆိုရင်ကျွန်တော်တို့က reeling ရဲ့ဒီလက်ကင်ပေါ့နော်ဒီအပေါ်ဖတ်ဆုံးမှာရှိတဲ့ reeling ကိုကျွန်တော်တို့ကွာနဲ့ကို create လုပ်တော့မယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်သူကထုံးစံတိုင်းပဲဒီ grid line ရှိမယ်ပေါ့ဆိုတော့ဒီထဲမှာကျွန်တော်ကနေမှာ line ကိုရွေးမယ်ပြန်နဲ့ခုနနှစ်ပတ်လေပဲဟာနှစ်ပတ်လေပဲရှိရကျွန်တော်ကဘယ်လောက်ဟာတုံးချင်လဲဆိုရင်4 into 1.5 ပေါ့နော်အလျား4လက်မရှိတယ်အမြင့်က1.5 ရှိတဲ့ဟာလေးကိုကျွန်တော်ကနေမှရွေးချင်တယ်ဆိုခုလိုမျိုး rectangular လေးကိုရွေးမယ်ပြန်နဲ့ဒီကောင်ကဘယ်လောက်ဖြစ်မလဲဆို0 4.5 ပေါ့နော်4လက်မခွဲ sorry 4လက်မပေါ့နော်0 space bar ရယ်4ရယ်ဆိုရင်သူက4လက်မဆိုတော့သူ့ရဲ့အမြင့်က0တလက်မခွဲပေါ့နော်ဆိုတော့ 0-1.5 ပြန်နဲ့ enter နှိပ်လိုက်တယ်ဆိုရင်အခုလိုမျိုးဟာလေးဖြစ်လာပြီပေါ့ဆိုတော့ဒီဟာကိုမှကျွန်တော်တို့ကနေမှစင်တာမှာထားမယ်ပြီးရင်ဆိုတော့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့ကနေမှဒီကို edit create လုပ်ထားတဲ့ဟာလေးကို save မယ်ပေါ့နော်ဆိုတော့ဒီထဲမှာ save လိုက်မယ် save ပြီးပြီဆိုတာနဲ့နောက်နေရာမှာကျွန်တော်တို့ကဘာပေးမလဲဆိုတော့ top railing ပါနော် top railing 4 into 1.5 inches ပေါ့ဆိုတော့ဒါကျွန်တော်တို့က family create edit လုပ်လိုက်တာပေါ့နော် family edit တစ်ခု create လုပ်လိုက်တာပြန်နဲ့ save နှိပ်လိုက် save နှိပ်ပြီးပြီဆိုရင်အခုဒါ family အသစ်ကတော့ဖြစ်သွားပြီဆိုတော့အခုဒီ family အသစ်ကိုကျွန်တော်တို့က project ထဲထည့်မှာဆိုတော့ project ထဲထည့်မယ်ဆိုရင် project ထဲထည့်ပိတ်လိုက်တော့မှာပေါ့နော်ဆိုတော့ log into project and close ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့က railing ကိုအသစ် create လုပ်ပြီးတော့ family အသစ်ကို create လုပ်ပြီးတော့ကို create လုပ်ထားတဲ့ဟာကို save လဲ save ပြီးတော့ပြီးတော့ project ထဲထည့်တော့မှာပေါ့နော်ဆိုတော့ဒါလေးကိုနှိပ်လိုက်တယ်ဆိုရင်အခုဒီထဲကိုဝင်သွားပြီပေါ့ဆိုတော့ခုနနေရာကိုပြန်သွားမယ်ဒါကိုတစ်ချက် click နှိပ်မယ်ဆိုတော့ခုနအတိုင်းပဲကျွန်တော်တို့ top ray ဆိုတဲ့နေရာလေးမှာဒီမှာ top ray ဆိုတဲ့နေရာလေးမှာဒီအဆက်40လေးကိုနှိပ်လိုက်တယ်ဆိုရင်သူက top ray နဲ့ဆိုင်တဲ့ setting အသစ်တစ်ခုထပ်ဖွင့်မိလိုက်တာပေါ့နော်ဆိုတော့ဖွင့်မိလိုက်တယ်ဆိုတဲ့နေရာမှာခုနကျွန်တော်တို့ကဒီထဲကိုတွင်းထားတာဖြစ်တဲ့အတွက်ကြောင့်လို့ဒီမှာကျွန်တော်နာမည်ပေးထားပါတော့ top rating 4 into 1.5 inches ဆိုတဲ့ဟာဒီထဲကိုရောက်လာပြီပေါ့ဆိုတော့ပြီးပြီဆိုတော့ကျွန်တော်ကဒီ material ကိုလည်း mahogany ချိန်မယ်ပေါ့နော်ဆိုတော့ထုံးစံတိုင်းပဲခုနကကျွန်တော်ယူထားတဲ့ material နဲ့မှာ mahogany ကိုရွေးမယ်ပြန်နဲ့ okay နှိပ်မယ်ဒါလေးကိုကြည့်ထားလိုက်နော်ပြန်နဲ့ apply ဆိုတော့ခုန4 into 1.5 inches ကဒီထဲကိုရောက်သွားပြီပေါ့နော်ဟော okay နှိပ်မယ်ဆိုတော့ဒီမှာကျွန်တော်က reeling အသစ်တစ်ခုဒီလက်ကင်အသစ်တစ်ခုကို create လုပ်လိုက်တာပေါ့နော်ဆိုတော့လေခုနကဒါကိုကျွန်တော်က reeling ဆိုတဲ့နေရာမှာဒီဟာရဲ့ reeling ဆိုတဲ့နေရာမှာအမှန်ဆိုရင်ကျွန်တော်တို့ကဟိုလောက်ခဲ့ရမှာပေါ့နော်ဒီမှာဆိုရင်သူကအခုဒီဟာဒီပုံစံဖြစ်နေရလေအမှန်သူ့ဟာနဲ့ဒီဟာနဲ့ကတူတူပဲလीနော်ဆိုတော့
နှစ်ခုဟာပဲကျွန်တော်တို့ပြန်တွားလိုက်မယ်ဆိုတော့ဒါဆိုရင်သူနှစ်ခုရှိတဲ့အတိုင်းပြန်ပြောင်းသွားတယ်ကျွန်တော်တို့ကပြောင်းချင်တယ်ဆိုဘာလုပ်ရမလဲဆိုရင်ဒီ type ဆိုတဲ့နေရာမှာเนาะအဆက်32နှိပ်ပြီးတော့ duplicate လုပ်လိုက်ပေါ့เนาะ duplicate မလုပ်ဘူးဆိုရင်ခုနကသူပေးထားတဲ့ဒီခေါင်းစဉ်ရဲ့အောက်မှာဒါကြီးကတော့ဝင်နေရလေကျွန်တော်တို့ schedule တွေပါထုတ်တဲ့အခါမှာ name မကိုက်တော့ဘူးလေအဲအကြောင်းမလို့ဒီမှာကျွန်တော်ကဗာပေးမလဲဆိုတော့ဒီ really 4 inches into 1.5 inches ပေါ့နော်အဲ့ပြီးရင် okay နေလိုက်ဆိုတော့ဒီမှာလဲခုနကကျွန်တော်ရွေးထားတဲ့ top really 4 into ဒီဟာလေးပေါ့နော်အဲ့ဒါဆိုမှပဲသူ့ဟာနဲ့သူမှန်သွားတာပေါ့နော်ဆိုတော့ကျွန်တော်ကဒီဟာလေးဒီ railing ရဲ့အောက်မှာဒါလေးတွေရှိသေးတယ်လीနော်ဒီကောင်လေးကိုလည်းကျွန်တော်ပြောင်းချင်တယ်အဲ့တော့ပြောင်းမယ်ဆိုရင်ဒါကိုတစ်ချက်နှိပ်မယ် edit type ထဲကိုတွားမယ် restructure non continuous ဆိုတဲ့ဟာလေးရှိတယ်အဲ့လေးတစ်ချက်နှိပ်မယ်ဆိုတော့ဒီမှာပုံကြည့်လိုက်တယ်ဆိုရင်ဆိုတော့ဒီမှာဆိုရင်ဆိုတော့ဒီကောင်လေးတွေပေါ့နော်ဒီမှာဆို ray 1နဲ့ ray 2ကျွန်တော်ဒါတစ်ချက် click နှိပ်လိုက်တယ်ဆိုသူကဒီမှာ highlight လုပ်ပြီးပြရလေနော်ဆိုတော့ top railing ရဲ့အောက်မှာ share ဟာနှစ်ခုပေါ့နော်သူက non continuous ဒီ non continuous ပေါ့ဆိုတော့ဒီမှာဆိုရင်ဒီအပေါ်ဟာနှိပ်လိုက်တယ်ဆိုသူကအပေါ်ဟာကိုပြတယ်အောက်ဟာနှိပ်လိုက်တယ်ဆိုသူအောက်ကဟာကိုဆက်လက်လုပ်ပေးရပေါ့ဆိုတော့ကျွန်တော်ကဒီအပေါ်ဟာဒီတကြောင်ပဲထားချင်တယ်ပေါ့နော်ဆိုတော့အောက်ကဟာကို select လုပ်ပြီးမှ delete နှိပ်လိုက်တယ်ဆိုရင်ပျောက်သွားပြီဆိုတော့ apply key ဆိုတော့ဒီမှာဆိုရင်ပျောက်သွားပြီပေါ့နော်ခုနကဒီနေရာမှာနှစ်ကြောင်းရှာကဲလို့ထပ်ထည့်ချင်နေရဆိုလဲ add နှိပ်ပြီးထည့်သွားလိုက်ရုံပဲဆိုတော့ဒီကောင်လေးကိုပဲကျွန်တော်ထပ်ပြင်ချင်နေရဆိုရင် select နှိပ်မယ် edit type ထဲကိုတွားမယ် non continuous ဆိုတဲ့ဟာလေးကိုနှိပ်မယ်ပေါ့နှိပ်ပြီးပြီဆိုရင်ထုံးစံတိုင်းပဲကျွန်တော်တို့ကသူ့ profile နဲ့ဒီမှာတွက်ကျွေးလို့ရတာပေါ့နော်ဆိုတော့အကယ်လို့ကိုရွေးထားတဲ့ဟာနဲ့မကိုက်ညီဘူးမရှိဘူးဆိုရင်လည်းခုနအတိုင်းပဲ family တွေအသစ် create လုပ်ပြီးမှလုပ်သွားလို့ရတာပေါ့နော်ဆိုတော့ဒီမှာတော့ကျွန်တော်ကလောလောဆယ်ကတော့ဒါဒီ railing အကြောင်းတက်ထပ်ပြောဖို့ရှိရဆိုတော့ဒါလေးပဲအရင်ပြောလိုက်မယ်ပေါ့နော်ဆိုတော့ခုနဟာမှာကျွန်တော်ကတခြား rectangular railing 2 into 2 inches ကိုရွေးတယ်ပေါ့နော်ဆိုတော့ဒီမှာဆို offset ဒီ offset နေရာမှာကျွန်တော်ကဘယ်လောက်ပေးလိုက်မလဲဆိုရင်ဒီမှာ0ပေးထားနေမှာ3လက်မပေါ့နော်ဆိုတော့အခုလိုမျိုး3လက်မပေးလိုက်တယ်ဆိုတော့ဟိုဘက်အပြင်ဖက်ချမ်းကို3လက်မအပြင်ထွက်သွားတာပေါ့နော်ဆိုတော့ဒီဟာကကြတော့အကယ်လို့ဒီကောင်လေးကိုအလယ်မှာထားတယ်ဆိုရင်ကြတော့ဖြက်ရမှာဆက်ရမှာရှိရလေနော်ဆိုတော့ကျွန်တော်ဟိုဘက်ကိုအပြင်ဘက်ကို3လက်မပို့လိုက်တာပေါ့ဆိုတော့ဒီမှာဆိုရင်လည်းကျွန်တော်တို့က C profile စသဖြင့်တခြားဟာတွေလည်းသုံးလို့ရပါတော့เนาะဆိုတော့ဒီမှာကျွန်တော်က circular လေးတက်လိုက်မယ်ပေါ့ဆိုတော့အခုဆိုရင်ကျွန်တော်ကဒါအပြင်ဘက်ကို square handle ကိုချိန်လိုက်တာပေါ့နော်ဆိုတော့သူ့ရဲ့ height တွေပါတွေချိန်ချင်တယ်ဆိုလည်းဒီမှာတော့ချိန်လို့ရတာပေါ့ဆိုတော့အဲ့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ okay နှိပ်တယ်ပြန်ထွက်လိုက်တယ်ပေါ့ဆိုတော့ဒီကောင်ရဲ့ material ကိုကျွန်တော်ကနေမှာဗာပေးမလဲဆို aluminum ပေးလိုက်မယ်ဆိုတော့
ဒီမှာ aluminium 1100ပေါ့နော်အဲ့လေးကိုဒီများလေးနှိပ်လိုက်တယ်ဆိုရင်ဝင်သွားပြီပေါ့ apply နှိပ်မယ် okay နှိပ်မယ်ဆိုတော့ဒီမှာ aluminium 1100ဆိုတော့ Henry ကိုကျွန်တော်က aluminium ဒီအောက်ကတစ်ခုကိုကျွန်တော် aluminium သုံးလိုက်တယ်ပေါ့နော်ဆိုတော့ဒီမှာ apply နှိပ်တယ် okay နှိပ်တယ်ဆိုတော့ဒီကောင်လေးကဒါ aluminium ဖြစ်သွားပြီပေါ့ပြီးတော့ကျွန်တော်ကဒီမှာဆိုရင်ဒါကိုလည်းမဟော်ဂနီပြောင်းပြီးသွားပြီဒီကောင်ဆိုလည်း aluminium ပြောင်းပြီးသွားပြီပေါ့နော်ဆိုတော့ဒီအောက်မှာရှိရဲ့သူ့အောက်မှာရှိရဲ့ stringer ကိုလည်းကျွန်တော်ကနေမှ aluminium ပြောင်းချင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါဆိုရင်အောက်က staircase ကိုကျွန်တော် select နှိပ်မယ်ပြီးရတဲ့ edit type ကိုနှိပ်မယ်ဆိုတော့ edit type ထဲမှာဆိုရင်သူက support ဆိုတဲ့ဟာလေးရှိရယ် support မှာသူကright support ရှိရယ် left support ရှိရယ်ပေါ့နော်ဆိုတော့ right support မှာ stringer to width ဆိုတဲ့ဟာလေးရှိရယ်ဒီအဆက်44ကိုကျွန်တော်တစ်ချက်နှိပ်လိုက်တယ်ဆိုရင်အရင်ဆုံး duplicate အရင်လုပ်မယ်ပေါ့နော်ဆိုတော့ stringer 3 inches aluminium ပေါ့ဆိုတော့ stringer 3လက်မှာ aluminium finish ဆိုတော့ဒါကိုကျွန်တော်တို့ကလှုပ်ပြီးသွားတယ်ဆိုဒီမှာ width ဆိုတဲ့ဟာလေးရှိရလေเนาะ stringer width သူက depth ကကြတော့ဒီမှာတပေပေါ့ထို့တဲ့ depth ကတပေဆိုတာသူကဒီကနေဒီထိဟာလေးဒီဘောင်နှစ်ဘောင်ပေါ့เนาะဆိုတော့ဒါလေးကတပေရှိရပြီးတော့ဒီ width ကသူက2လက်မကိုကျွန်တော်3လက်မပြောင်းလိုက်မယ်3လက်မပြောင်းပြီးပြီဆိုရင် material ကိုကျွန်တော်ကနေပြီးမှခုနတွင်းထားတဲ့ aluminium 1100နှိပ်မယ်ဝင်နှိပ်မယ်ဆိုတော့ဒါဆိုရင် stringer 3လက်မ aluminium finish ပေါ့နော်ဆိုတော့ဒီမှာဆိုလဲ3လက်မပြီးသွားပြီဆိုရင်ကျွန်တော် okay နှိပ်မယ်ဆိုတော့ဒီကောင်လေးကဒါ aluminium ဖြစ်သွားပြီပေါ့ဆိုတော့ညာဘက်ချမ်းဟာတော့ aluminium ဖြစ်သွားပြီဘယ်ဘက်ချမ်းဟာကျန်နေရဲဆိုတော့ဘယ်ဘက်ချမ်းဟာကိုလဲခုနလိုမျိုး type ဆိုတဲ့နေရာမှာခုနကကျွန်တော်ထည့်ထားလဲတစ်ခါထည့်ပြီးပြီဆိုရင်ပြန်ထည့်စရာမလိုတော့ဘူးလေနော်ဆိုတော့ apply နှိပ်တယ် okay နှိပ်တယ်ဆိုတော့ဒီကောင်လေးကဒီဘောင်လေးတွေက aluminium ပြောင်းသွားရပေါ့ဆိုတော့ကျွန်တော်တို့ကအခေါ်ဝေါ်တွေလည်းနားလည်ဖို့လိုရယ်နော်ဒီကောင်ကြီးဆိုရင်ကျွန်တော်တို့က Henry လို့ခေါ်တာဒါဆိုရင် stringer လို့ခေါ်တာပေါ့အခု Henry ရဲ့အောက်မှာရှိတဲ့ဒီ top ray ရဲ့အောက်မှာရှိတဲ့ vertical အတိုင်းမှာရှိတဲ့ဟာကိုကျတော့ဘာခေါ်လဲဆို blaster လို့ခေါ်နော် blaster လို့ခေါ်ဆိုတော့အဲ့ဒါကိုချင်းချင်တယ်ဆိုရင်ဒါကို select မှတ်မယ်ပြန်တဲ့ edit type ကိုတွားမယ်ဆိုတော့ဒီမှာဆိုရင် blaster placement ဆိုတာရှိလေเนาะဆိုတော့ဒီ vertical အတိုင်းဆိုတော့ဒီကကျွန်တော်တို့ကမှန်တက်ထားတာမှန်ပါတယ်နောက်ပြီးတော့ဒီ vertical အတိုင်းမှာရှိတဲ့ဟာပါတာပေါ့ဆိုတော့ကျွန်တော်တို့ကဒါလေးကိုတစ်ချက် click နှိပ်လိုက်တယ်ဆိုရင်စုစုပေါင်း2မျိုးရှိတာပေါ့เนาะဆိုတော့ဒီ blaster ဟိုမှာသူက steel frame ရှိရယ်ဒီ steel flat upright ဆိုတာဒီကောင်ပြောတာဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့က glass panel ရှိမယ် vertical အတိုင်းမှာထားထားတဲ့ဟာရှိမယ်ပေါ့ဒါ blaster လို့ခေါ်မှာပေါ့ဆိုတော့အဲ့ဒါကို change ချင်တယ်ဆိုရင် select မှတ်မယ်ပြန်နဲ့ edit type ထဲကိုတွားမယ်တွားပြီးဆိုတော့ဒီမှာ blaster placement ဆိုတာရှိရပေါ့နော်ဆိုတော့ဒီမှာလေးဒါလေးကိုတစ်ချက်ဒီဘာမှမနေဘဲနဲ့ထားရဲဆိုလဲ तू ကဘာလဲဆိုတာ तू ပြရတယ်ပေါ့နော်ဆိုတော့ဒီမှာ edit type ကိုတွားမယ်တွားပြီးဆိုတော့2မျိုးရှိတာပေါ့ဆိုတော့ဒီမှာဆိုရင်အခုလိုမျိုး vertical တိုင်းမှာရှိရဲ့ flash ရှိမယ်နောက်ပြီးတော့ဒီ glass panel ရှိမယ်ပေါ့ဒါကိုကျွန်တော်တို့ကတခြားဟာ change ချင်လဲရတယ်ဆိုတော့အခုလောလောဆယ်ကတော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တက်ထပ်ပြောဖို့ရှိရဲဆိုတော့ဒီတိုင်းပဲထားလိုက်ပေါ့နော်
ဆိုတော့ပြီးပြီဆိုရင် तू ကဒီမှာဆိုရင်ဒီ step post ပေါ့နော် step post ဆိုတဲ့နေရာမှာကျွန်တော်ကနေမှနန်းထားလိုက်တယ်ဘာမှမထားဘူးပေါ့ဒီလေကားကိုစောက်ဝင်တဲ့နေရာမှာဘာမှဒီ plaster မထားဘူးပေါ့နော်ဆိုတော့ corner နေရာမှာလဲကျွန်တော်ကနန်းထားတဲ့အဲ့မှာလဲနန်းထားတယ်ပေါ့နော်ဆိုတော့ဒါလေးကိုတစ်ချက်ကြည့်လိုက်အဲ့တော့ကျွန်တော် apply နှိပ်လိုက်တယ်ဆိုရင်ဒီစားတဲ့ဟာမှာလည်းမထားဘူးဟိုဘက်ထွက်တဲ့နေရာမှာလည်းမထားဘူး corner တွေမှာလည်းမထားဘူးပေါ့ဘာဖြစ်လို့ဆိုရင်မလိုအပ်ဘူးလေเนาะအရန်ရှုပ်လို့ထည့်ချင်တယ်ဆိုလဲဒါထည့်လို့ရတာပေါ့အဲ့ပြီးပြီဆိုရင်ဒါလေးကိုတစ်ချက်ကြည့်ထားလိုက်เนาะကျွန်တော် apply လုပ်လိုက်ပြီ okay နှိပ်တယ်ပြန်နဲ့ဒါလေးကိုတစ်ချက်ကြည့်ထားပြီပါ apply လုပ်လိုက်တယ်ဆိုရင်သူကမရှုပ်တော့ဘူးလေเนาะဒီ stat နဲ့ m မှာဒီ plaster မရှိတော့ဘူးပေါ့ဆိုတော့ဒီ line ကဒါ software က error ဖြစ်တာလားဘာလားတော့မသိဘူးပေါ့เนาะအဲ့လိုမျိုးကောင်းကောင်းမမြင်ရအောင်ဆိုရင်ပိတ်ပြီးမှဒါလေးတစ်ချက်ပြန်ဖွင့်လိုက်ပေါ့ဆိုတော့ဒီ relay ကိုပဲကျွန်တော်ကနေမှထပ်ပြီးမှ extension ထည့်မယ်ပေါ့အဲ့ဒါဆိုရင်ဒီအပေါ် relay ကို select တစ်ချက်မှတ်မယ်ပြီးရင် edit type ကိုတွားမယ်ပေါ့ပြီးရင်ဒီ top ray ဆိုတဲ့ဟာကို type ဆိုတဲ့ဟာကိုကျွန်တော်တစ်ချက် click နှိပ်လိုက်တယ်ဆိုဒီမှာ extension style ဆိုပြီးမှသူကပြလာတာပေါ့နော်ဆိုတော့ဒီမှာဆိုရင် extension ဆိုမှသူက beginning bottom ပေါ့နော်ပြီးရင် end top ပေါ့ဆိုတော့ဒီမှာ extension style ကိုကျွန်တော်ကနေမှာ wall ဆိုတဲ့ဟာလေးကိုယူရေးမယ်ပြီးရင်လည်းလက်မှာကျွန်တော်က6လက်မလောက်ထားလိုက်မယ်ဒီပုံလေးတစ်ချက်ကြည့်လိုက်နော်ဆိုတော့ကျွန်တော်အခုလိုမျိုး apply လုပ်လိုက်တယ်ဆိုရင်ဒီကောင်လေးကဒီလို6လက်မချိလာတယ်ပေါ့နော်အဲ့တော့အဲ့ဒါအောင်မှကျွန်တော်6လက်မတူရလို့ထင်တယ်ဆိုရင်တပေထားလိုက်မယ်ဒီကောင်လေးတစ်ချက်ကြည့်ထားပြီဆိုတော့ဒီမှာဆိုရင် तू ကအထဲဝင်တဲ့ဟာတပေဒီဘက်ကို extension ထွက်လာတာပေါ့နော်ဆိုတော့အဲ့လိုပဲဟိုဘက်ချမ်းမှာရှိတဲ့ဟာကိုလည်းဒီ extension style ကိုလည်းကျွန်တော်wall ဆိုပြီးမှထားမယ်ပြီးရင် land ဆိုတဲ့နေရာမှာလည်းတပေထားလိုက်မယ်ဆိုတော့ဒီဘက်အပေါ်ဘက်ချမ်းမှာလေဆိုတော့ apply လုပ်မယ် apply လုပ်မယ်ပေါ့ဆိုတော့ဒီမှာဆိုရင်လည်းဒါအထဲဝင်မယ်ဆိုရင် तू ကတပေထွက်မယ်ပေါ့နော်ဆိုတော့ဒီဘက်မှာဆိုရင်လည်းဒါတပေထွက်မယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဒါလောလောဆယ်တော့ဒါလီကားဆွဲတာပြီးတော့ရပေါ့နော်ဆိုတော့ flow တွေပါဆွဲမယ်ပုံကနည်းနည်းကြည့်ကောင်းဆိုပြီးမှ flow တွေပါဆွဲမယ်ဆိုရင်ခုလိုမျိုးဒီ level 1ကိုတွားမယ် architecture တွေကနေ flow ကိုရွေးမယ်ပြီးရင်လည်းဆိုလောလောဆယ်တော့ generic ပဲအရင်ထားလိုက်ပေါ့ level 1မှာဆွဲမယ်ပြီးရင်လည်း apply လုပ်မယ်ပေါ့နော်ဆိုတော့ဒါဆိုရင်ကိုထားတဲ့ view range ပုံမှာမူတည်မှဒါလေကားဖြစ်သွားတယ်ပေါ့ဆိုတော့ level 2ကိုကျွန်တော်တို့ကရွေးလိုက်မယ်ဆိုတော့ဒီမှာဆိုရင်သူက level 2ကိုရွေးမယ်ဆိုရင်ပုံမှန်ဆိုရင် level 2မှာ level 1ဟာတွေမြင်ရစရာအကြောင်းမရှိဘူးလေအဲ့လိုမျိုးမြင်တာတွေပိတ်တာတွေလုပ်ချင်တယ်ဆိုဒီမှာ under 4ဆိုတာရှိရယ်เนาะဒီ under 4ဆိုတဲ့နေရာမှာကျွန်တော်ကနေမှကဲလို့နန်းထားလိုက်တယ်ဆိုရင်သူကဘာမှမမြင်ရတော့လေကျွန်တော်တို့အဆောက်အဦတွေမှာဆိုအထက်က2ထပ်တွေ3ထပ်တွေဆွဲမယ်ဆိုရင်သူကအောက်ခြေမှာရှိတဲ့အထက်မြင်မှပဲအပေါ်မှာနယ်နေပါတယ်ဆွဲလို့ရမှာဆိုတော့အခုလိုမျိုး under 4ကိုသူကကဲလို့ level 1ထားလိုက်တယ်ဆိုရင်ဒါကျွန်တော်တို့ level 1မှာရှိရဲ့ဒါသူ့ရဲ့မြင်းပေါ့နော်ဆိုတော့ဒါလေးကိုဒီ under 4ကိုအဖွင့်ပိတ်လုပ်လို့ရတာပေါ့နော်ဆိုတော့ပြီးပြီဆိုရင်ကျွန်တော်အပေါ်ထပ်မှာဆိုလဲ flow ဆွဲမယ်ပေါ့ဆိုတော့ဒီမှာ flow တစ်ချက်နှိပ်လိုက်ပြန်နဲ့ rectangular ယူမယ်ပြန်နဲ့အခုလိုမျိုးအပြည့်ဆွဲလိုက်တယ်ပြန်နဲ့သူကအပေါ်ထပ်မှာဆိုရင်လေကားဒီနားမှာဖောက်ရမှာလေနော်
ဆိုဖောက်ရမယ်ဆိုရင်အဲ့လိုပဲနောက်ထပ်တစ်ခွက်ထပ်ဆွဲလိုက်မယ်ပေါ့ပြန်နေကျွန်တော်ကအမှန်ချင်းနှိပ်လိုက်တယ်ဆိုရင်အခုလိုမျိုးလေးဖြစ်သွားရပါတော့ဒါဆိုရင်အပေါ်ထက်နဲ့အောက်ထက်ပေါ့ဒါပေမဲ့ဒီအပေါ်ထက်ကဒီတိုင်းလှုပ်လို့မရသေးဘူးလေเนาะကျွန်တော်တို့ပြန်ရမှာရှိရဆိုတော့ level 2ကိုပြန်တွားလိုက်မယ်ပြန်တွားပြီးမှဒါကိုတစ်ချက်ဒီ level 2ရဲ့ select ကိုပဲကျွန်တော်တစ်ချက်ပြန် select နှိပ်လိုက်မယ်ပြန်နေဒီမှာ edit boundary ဆိုတဲ့ဟာလေးရှိရအဲ့အောင်နှိပ်ပြီးတော့ပြင်ရမှာပေါ့เนาะဆိုတော့ဒီမှာဆိုရင်ကျွန်တော်ဒီမှာအခုလိုမျိုးဒါအပေါက်လေးဖောက်လိုက်ပြီပေါ့နော်ပြန်နဲ့ apply လုပ်လိုက်တယ်ဆိုတော့ကျွန်တော်တို့ perspective မှာတစ်ချက်လောက်ပြန်ကြည့်အောင်ဆိုတော့ဒါအခုလိုမျိုးလေးဖြစ်သွားပြီပေါ့နော်ဆိုတော့ဒါဆိုရင်ဒါအပေါ်ထက်ရေဆိုတော့ဒီနားမှာပေါက်နေလို့မယ်ကျွန်တော်ကဒါမကြိုက်ဘူးဆိုရင်ထုံးစံတိုင်းပဲ level 2ကိုပြန်တွားမယ်ပြန်နဲ့ edit boundary ဆိုတာနှိပ်မယ်ပေါ့နှိပ်ပြီးတော့ခေါင်းလေးခုလိုမျိုးပိတ်လိုက်မယ်ဆိုတော့ဒါဆွဲပြီးတော့ရပါတော့ပြီးရနဲ့ကျွန်တော်ကဘာလုပ်ချင်လဲဆိုရင်ဒီနားမှာဒီတိုင်း plane ထားလို့မရအောင်လေနော်လူတွေပါတွားတာလာတာဆိုရင်ပြုတ်ကျသွားနိုင်တယ်ပေါ့အဲ့တော့ဘာလုပ်မလဲဆိုရင် Henry ထားမယ်ပေါ့နော်ဆိုတော့ဒီမှာ railing ဆိုတဲ့ဟာလေးတစ်ချက်နှိပ်လိုက်မယ် sketch pad ဆိုတာဟာလေးနှိပ်ပြီးဆိုတော့ဒီမှာခုနဟာနဲ့အမျိုးသားတူအောင်ပဲနော် glass pen နဲ့ photography ဆိုတဲ့ဟာလေးနှိပ်မယ်နှိပ်ပြီးဆိုတော့ဒီမှာpick line ဆိုတဲ့ဟာလေးကိုရွေးမယ်ပေါ့နော်ရွေးပြီးဆိုတော့ကျွန်တော်အနေနဲ့ခုလိုမျိုးပတ်လေပေါ့နော် Henry ထားခြင်းလဲဆိုတော့ပြန်နဲ့ခုလိုမျိုး apply လုပ်လိုက်တယ်ဆိုရင်ဒီကောင်လေးကပိတ်သွားပြီပေါ့နော်ဆိုတော့ဒီကောင်ကဒီ Henry ကခုနကကျွန်တော်ဒီဘက်မှာ6လက်မထွက်နေရလေနော်ဆိုတော့အဲ့လိုမလို့ချင်ဘူးဆိုရင်down နေမှာ edit type နေမှာ duplicate ပေါ့နော်ဆိုတော့ဒီမှာကြီးကကျွန်တော်တို့ကတပေထွက်ထားပြီးသားဆိုတော့ဒီကောင်ကြီးကခုနလေကားနဲ့တူတူပဲဆိုသူကတပေလိုက်ထွက်နေရလေနော်ဆိုတော့အဲ့ဒါကိုကျွန်တော်ကဒီမှာ top reading ဆိုတဲ့နေရာမှာခုနလိုပဲပြင်ပြီးဆိုတော့ ਨੇ ဒီ extension style မှာ none လက်မှာ0လိုပဲဆိုတော့အဲ့ဒါဆိုရင်သူကမထွက်တော့ဘူးလीเนาะသူကနဲ့သူပိတ်သွားတယ်ဆိုတော့ဒါဆိုရင်အောက်ထက်
ဒီကောင်ဆိုရင်အပေါ်ထပ်ပေါ့ဆိုတော့ဒီ select ကြီးကိုလည်းကျွန်တော်မကြိုက်သေးဘူးပြင်ဦးမယ်ပေါ့ကျွန်တော်ပုံမှန်ဆိုရင်4လက်မခွဲ5လက်မအဲ့လောက်ပဲရှိရတယ်เนาะဆိုတော့ဒီမှာ12လက်မဖြစ်နေဆိုထုံးစံတိုင်းပဲအပေါ်ဟောက် select လုပ်မယ် edit type လုပ်မယ်ပြန်နဲ့ duplicate နှိပ်မယ်ပေါ့ဆိုတော့ 4.5 inches select ပေါ့ဆိုတော့ဒီ select ကြီးကိုကျွန်တော်တက်ပြစ်မယ်ဆိုဒီမှာ stretcher ဆိုတဲ့ဟာရှိရတယ်เนาะဆိုတော့ stretcher နှိပ်လိုက်တယ်ဆိုရင်အခုလိုမျိုးသူက generic ဆိုရင်ဘာမှမရှိဘူးလေဆိုတော့သူမှာ6 boundary ရှိမယ်ဆိုတော့ဒါကသူက12လက်မဆိုတော့တပေဖြစ်နေအဲ့တော့0 dash 4လက်မခွဲ select ဆိုတော့ 4.5 ပေါ့เนาะဆိုတော့ဒါဆိုရင် 4.5 select ဖြစ်သွားပြီဆိုတော့ကျွန်တော်ကဒီ select အပေါ်မှာဘာခင်းမလဲဆိုရင် mahogany ခင်းမယ်ပေါ့เนาะ mahogany ခင်းမယ်ဆိုရင်ထုံးစံတိုင်းပဲဒီမှာ insert ဆိုတဲ့ဟာလေးကိုနှိပ်မယ်နှိပ်ပြီးဆိုတာနဲ့ဒီအပေါ်ကဒါဆိုရင်ဒါ stretcher မဟုတ်တော့ဘူးလေသူက6 boundary ဆိုတာဒီအပေါ်နဲ့အောက်မှာရှေ့ဟာကို6 boundary လို့ခေါ်သူက sandwich လိုမျိုးပဲလေညှက်ထားလေเนาะဒီဟာဥမာ sorry function ဆိုတဲ့နေရာမှာ finish ပေါ့เนาะ material မှာကဆိုတော့ဒီမှာ mahogany ဆိုတဲ့ဟာလေးကိုရွေးလိုက်မယ်ပေါ့နော်ရွေးပြီးတော့ကျွန်တော်အခုလိုမျိုး apply လုပ်လိုက်တယ်ဆိုရင်ဒါ mahogany ဖြစ်သွားပြီပေါ့ဆိုတော့သူ့ရဲ့အထူး thickness ကကျွန်တော်တို့က 1.5 ပေါ့နော်တလက်မဆိုတော့အောက်မှာဆိုရင်လည်းကျွန်တော်နေမှာ insert ဆိုရင်မှာထားပြီးတော့ဒါ stretcher မှာ down ပေါ့ဒီကောင်ဆိုရင်သူအောက်က finish ဖြစ်မှာပေါ့ finish 1ပြီးတော့ finish 2ဆိုတော့ဒီမှာဘာထည့်မလဲဆိုရင် gypsum wall ပေါ့နော်လောလောဆယ်ကတော့အဲ့ material အကြောင်းတော့ကျွန်တော်နောက်မှပဲပြောပြမယ်နော်ဆိုတော့ဒီ gypsum wall ပဲအရင်ဟောဖြစ်လိုက်ပေါ့ဆိုတော့ဒီမှာဆိုရင်အောက်က gypsum wall ပြီးရင်အထူးကတလက်မပေါ့ဆိုတော့အဲ့ဒါဆိုရင်သူကပုံမှန် select ကိုပဲဒီအပေါ်မှာဆိုရင်သူက mahogany finish ကိုခင်းထားတယ်ဒီအောက်မှာဆိုရင်ဒါအဖြူရောင်ပေါ့နော်ဆိုတော့ဒီကောင်လေးကတိတ်မှမဖြစ်သေးဘူးဆိုတော့ဒီမှာကျတော့ဒီအလယ်မှာကျတော့ကျွန်တော်ဘာမှမထည့်သေးဘူးလေနော်ဆိုတော့အလယ်မှာ concrete ပေါ့နော်concrete gas in place gray ပေါ့ဆိုတော့ဒါဆိုရင်3မှာဖြစ်သွားပြီဒီအပေါ်မှာဆိုရင် mahogany floor ခင်းနေပေါ့နော်ဆိုတော့ဒီအလယ်မှာဆိုရင် concrete ရှိမယ်ဒီအောက်ဆုံးမှာဆိုရင် gypsum wall ပေါ့ဆိုတော့ဒါအခုလိုမျိုးလေးပြီးသွားပြီဆိုတော့ဒီအောက်ကိုလည်းကျွန်တော်တို့ကထုံးစံတိုင်းပဲခုနကကျွန်တော်တို့လုပ်ထားတဲ့4.5 slab with finish ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ဆိုတော့ဒါပြီးသွားပြီဆိုရင် runner လုပ်မယ်ပေါ့နော် runner လုပ်မယ်ဆိုရင် ASCII ကနေတော့လုပ်ချင်ရတယ်ဒါမှမဟုတ်ရင်သူ့ရဲ့ပါတဲ့ဟာနဲ့လုပ်မယ်ဆိုရင်ဒီ view ထဲကနေ render ဆိုတဲ့ဟာလေးနှိပ်ပြီးဆိုတာနဲ့ quality မှာ medium လို့ထားမယ်ပြန်တယ်ဒီမှာ background ဆိုတဲ့နေရာမှာကျွန်တော် color ဆိုမှရွေးပြီးတော့ color အရောင်မှာအဖြူရောင်ထားလိုက်မယ်ပေါ့နော်အဖြူရောင် background နဲ့ဆိုတော့ဒီအဖြူရောင်ကဟိုဘက်ကျွန်တော်တို့ Photoshop ထဲရောက်တယ်ဆိုရင်လည်းဘာညာချိန်မယ်ဆိုလည်းပိုလွယ်လေနော်ဆိုတော့အဖြူရောင်ထားပြီးဆိုတာနဲ့ခုလိုမျိုး render လုပ်လိုက်မယ်ပေါ့